နော်ကိုကဘလောက်ပဲချစ်ချစ်ဘလောက်တွေအများကြီးချစ်ခဲ့အချိန်တည်းကျရင်သူများနဲ့လက်ထပ်သွားတာအဲ့လိုမျိုးရှိလားရှိပါတယ်အဲ့တော့ဂျင်းထဲမခံပါနဲ့နော်အဲ့တော့ပါတော့ပန်းလေးတစ်ပွင့်အဖြစ်နဲ့နေပြီးတော့အလွတ်လပ်ဆုံးလေးပြလေးတစ်ကောင်အဖြစ်ပဲရက်တည်ပါလို့ပြောချင်ပါတယ်โอเคဒီသချင်းကအားလုံးကြိုက်မဲ့သချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အတူတူလိုက်ဆိုရမယ်နော်